ဒီအမလားကျွန်တော်လောက်တော့ဆိုရင်လေဟိုတယောက်ကကျွန်တော်ချုပ်ထားတာဗျာဒီလားတယောက်ကချုပ်ထားတာအဲ့ကောင်ကဓာတ်နဲ့ထိုးတာတယောက်ကချုပ်ထားတယောက်ကထိုးတာမသိမချင်းထိုးတာလေဘင်းကိုထိုးတဲ့အချိန်မှာလက်နဲ့ကလိုက်တော့လက်ကလေဒီလိုထုတ်ချင်းပေါက်သွားဒီလားဒီမှာလက်ကအဲ့လိုမျိုးထုတ်ချင်းပေါက်ပြီးမှပါတဲ့ကိုဓာတ်ဝင်သွားတာလေဘင်းကိုထိုးတဲ့အချိန်မှာဒီအနောက်မှာဆိုဒီနားနောက်မှာဆိုချုပ်ထားတာဒီနာလေးတွေပဲအရန်ကိုစိုးရဲကွာဒီလားတော်တော်စိုးရဲအဲ့လိုကောင်မှအရေးမြူဘယ်လိုကောင်ရေးယူမှလဲမျိုးတစ်ခုပြောကျွန်တော်သားထုတ်ခံရတော့ကကျွန်တော်အမှုဖွင့်ထားရပေါ့နော်ဒါပေမဲ့အဲ့ဒီအမှုကဘယ်လိုမျိုးဖြစ်နေလဲဆိုတော့ကျွန်တော်ဒီမန်လေးကိုမတော်နိုင်တဲ့အတွက်ကြောင့်မို့လို့မန်လေးကိုမတော်နိုင်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီအမှုဒီမဖြစ်မြောက်သေးဘူးပေါ့နော်အဲ့ဒီကျွန်တော်ဓာတ်နဲ့ထိုးထားတဲ့ကောင်တွေကလည်းအခုချိန်ထိမန်လေးမှာပဲရှိနေသေးပေါ့နော်ကျွန်တော်သားထုတ်ခံရတော့ကကျွန်တော်အမှုဖွင့်ထားရပေါ့နော်ဒါပေမဲ့အဲ့ဒီအမှုကဘယ်လိုမျိုးဖြစ်နေလဲဆိုတော့ကျွန်တော်ဒီမန်လေးကိုမတော်နိုင်တဲ့အတွက်ကြောင့်မို့လို့မန်လေးကိုမတော်နိုင်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီအမှုဒီမဖြစ်မြောက်သေးဘူးပေါ့နော်အဲ့ဒီကျွန်တော်ဓာတ်နဲ့ထိုးထားတဲ့ကောင်တွေကလည်းအခုချိန်ထိမန်လေးမှာပဲရှိနေသေးပေါ့နော်ပါလေးပဲဂုတ်ဒီနာကြီးတယ်ဒီနာမှာကြီးတယ်အကြီးပဲဒီနာကြီးကအရေခွန်ပဲပါတာမြင်နေတော့ကဒုံးနဲ့ခွဲခန်းဝင်ရတဲ့အချိန်မှာသပင်းနေဟိုဖြစ်ရမှာမြင်တာဓာတ်တန်ရတယ်ငါခေါင်းတွေကိုထိုးတာဟိုမှာဒါဆိုထုတ်ချင်းပေါက်သွားအထဲထဲထိပေါက်သွားဒီဟာဆိုဒါဒီကနေဒီကြီးရတော့ငါဒါဒီလိုမျိုးတကောင်းချုပ်တာဒီမှာလက်ကြီးကပေါက်ထွက်သွားလက်ကြီးကဓာတ်ပဲဟာသွားနားဆိုအကုန်လုံးချုပ်ရတယ်ပဲဒီမှာချုပ်တန်ရတယ်ပဲဘိုက်မှာဆိုရင်တော့ပြောမနေနဲ့တော့ကြီးချင်ကြတာမရှိဘူးချုပ်တယ်ရတယ်ပဲအကုန်လုံး18ချက်ကွာမိန်းကလေးတယောက်ကိုကွာဒါနဲ့18ချက်ထိုးပြီးတော့ဖုန်းလူဝဲဆိုတော့အရန်အောက်တန်းကြအောင်ပါဒီလားဒီဖက်ရောဒီမှာတစ်ချက်လက်မောင်းမာရောထိုးထားတာမနေဘူးဒါမှတော့ဒီခါဘေးနားလေးမှာရောကြံနေတယ်ထိုးတာဒီအနောက်ခုတ်တွေရောပဲထိုးတာသူတို့ဒီတိုင်းပဲတာမန်ဒီမျိုးလွတ်လပ်သွားနေတဲ့လူတွေပဲဒါပေမဲ့သူတို့ရဲ့နေရာသူတို့ဖွင့်ထားတဲ့ဆိုင်အဲ့လိုမျိုးတွေအချက်လက်ပေးတာတော့မှကျွန်တော်ကမန်လေးကိုမသွားနိုင်လို့အဲ့လိုမျိုးဘာမှလုပ်ပြီးလို့မရဘူးဆိုတဲ့အနေထားဖြစ်နေရပေါ့နော်ပြောမယ်ဆိုရင်ရေတကွန်တောင်ကိုသွားမယ်ဆိုရင်ပို့ပြီးတော့တတိထားပါရေတကွန်တောင်ကကန်လေတိကျကြော်ဆိုင်နဲ့အဲ့ဒီကန်လေတိကျကြော်ဆိုင်မှာအဲ့ဒီရဲရင်ဖြိုးဆိုတဲ့ကောင်နဲ့သူတို့ကပတ်သက်တယ်သူတို့ဒီအဲ့လိုမျိုးတဖွဲ့တည်းဖြစ်တယ်ရဲရင်ဖြိုးဆိုတာကကျွန်တော်ကိုဓာတ်နဲ့ထိုးတဲ့ကောင်ချုပ်ထားတဲ့ကောင်နောက်တစ်ကောင်ရှိသေးတယ်သူတို့တွေကအဲ့လိုမျိုးတအိမ်ထဲမှာအဖွဲလိုက်စုပြီးတော့နေကြတယ်ပေါ့နော်ပြီးလို့ရှိရင်ဘယ်လိုမျိုးလဲဆိုတော့ကိုကအခုလောလောဆယ်မှာကိုဘဝဆာလွန်ရည်ကနေပြန်စနေရတဲ့အနေအထားဖြစ်နေတဲ့အတွက်ကြောင့်မလို့ကိုကတက်များရှင်းနေတယ်ဗာဒီလဲကိုကမငားနိုင်ဘူးရှင်းနေတယ်ဗာဒီလဲကိုမငားနိုင်ဘူးအဲ့အတွက်ကြောင့်မျိုးကိုကနစ်နာတဲ့သူဖြစ်ပြီးမှကိုကပတ်စံပြန်ကုန်ရမယ်ဆိုလို့ရှိရင်ဒါကမြန်မာနိုင်ငံကဟိုဘယ်လိုပြောမှာမြန်မာနိုင်ငံလို့လည်းပြောတာကွာဒါပေမဲ့တရားတဲ့အရာမရှိဘူးလေနော်ဟိုအကုန်လုံးကအခုချိန်မှာဆိုလို့ရှိရင်ပတ်စံများများပေးနိုင်လေအဲ့ဒီလူကိုရအောင်ဖက်နိုင်လေဆိုတဲ့ပုံစံမျိုးဖြစ်နေလေနော်အဲ့အတွက်ကြောင့်မလို့ကိုကအခုချိန်မှာပတ်စံရှာနေတယ်ဒါပေမဲ့ဟိုဖះဟောတလို့ပါဟိုသူပြူတဲ့ကံသူစီပြန်သွားလိုက်မယ်ဆိုပေမဲ့သူတို့ပြူလိုက်တဲ့ဟာကကိုကလက်ရှိမှာကိုခံစားနေရတဲ့ဟာဖြစ်နေလေနော်အဲ့လိုမျိုးဆိုတော့သူတို့ဒီနောက်ပိုင်းနေလိုက်သူတို့ဒီအဲ့လိုမျိုးလူရက်မှုတွေလုပ်ပြီးစက်ကျူးလွန်နေတယ်တည့်မြထောင်ထဲဝင်လိုက်ထွက်လိုက်ရောချေးပြီးလိုက်အဲ့လိုမျိုးပုံစံနေနဲ့လုပ်နေတဲ့လူပုံစံဖြစ်နေတဲ့အတွက်ကြောင့်မလို့နောက်ပိုင်းကျရင်သူ့ရဲ့ပုံနဲ့တကွာချပြမယ်အဲ့ဒီကောင်ကြီးအခုချိန်ထိထွက်ပြေးသိမ်းရှောင်နေတော့မှရှိသေးရဲ့မန်လေးမှာလည်းအခုလက်ရှိထိနေထိုင်နေမန်လေးရဲ့ဒီကွန်တောင်ကန်လေတိကြော်ဆိုင်အဲ့ဒီရဲ့တစ်တော့အကောင့်မှာတချိလိုက်အဲ့ဒီကောင်ရဲ့ပုံလင်းရှိတယ်သူ့ရဲ့တစ်တော့အကောင့်ကလည်းရဲရင်ဖြိုးဆိုပြီးရှာကြည့်လိုက်လေဘေးမှာလည်းတက်တူအပြည့်သူ့ရဲ့လက်ချစ်တလုံးအကုန်လုံးတက်တူအပြည့်နဲ့
အဲ့လိုမျိုးဆိုတော့ဘလို့ပဲဖြစ်ဖြစ်မန်းလေးမှန်တင်တဲ့ main ကလေးတွေပို့ပြီးတော့တတိထားတင်ပါတယ်အဲ့လိုမျိုးကျွန်တော်ကတခါခံပူးပြီးသွားပြီဆိုတော့အမှရှိတဲ့လူတွေအမျိုးကျွန်တော်လိုမျိုးမဖြစ်ရအောင်ပေါ့နော်ဆိုင်ငယ်စီးတယ်ဆိုရင်လည်းကိုအနောက်ကလေးနာမည်လိုက်ခေါ်အဲ့လိုမျိုးဆိုလို့ရှိရင်လည်းကိုဟာကိုမောင်းဆက်ရှိတာမောင်းတော့တခါဆိုလဲအဲ့လိုပဲဆိုင်ငယ်လိုက်ဆိုင်ငယ်ဝယ်ပြီးခဏပဲရှိသေးတယ်အနောက်ကနေလူလိုက်တာမန်းလေးမှာအဲ့လိုမျိုးလူရက်တဲ့သူအရက်များတယ်အခုကလေဟိုကလေကိုအသက်နဲ့ရင်းပြီးတော့ဖြစ်လိုက်ရတဲ့အချိန်မှာအဲ့ဒါဖြစ်တာတော့3လပိုင်းရဖြစ်တာပေါ့နော်အခုဆိုနည်းနည်းတော့လပိုင်းတော့ကြာနေပြီပေါ့နော်ဟိုဒီတိုင်းမဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီလူဒီမကောင်းတဲ့လူဆိုတာကိုတိအောင်လို့ညီမအမျိုးပုံမှန်ပြန်တင်ပြီးဖြစ်နေရပေါ့နော်ဟိုပုံမှန်ပြန်တင်ပြီးဖြစ်နေတဲ့အထက်မမိမချင်းတော့တင်ရမှာပေါ့ဘလို့ပဲဖြစ်ပေါ့နော်ဒီ social media အကောင်းသွားတယ်ဆိုလို့ရှိရင်ဒီတည်င်းတစ်ခုကပေါက်သွားပြီဆိုလို့ရှိရင်အဲ့ဒီကောင်ဒီဘယ်ကိုပဲပြီးမလွတ်ပါဘူးနော်အဲ့လိုမျိုးပြောရပါတော့ဟိုဘာလို့လဲဆိုတော့သူတို့ကအဲ့လိုမျိုးလုံနေတဲ့လူတွေဖြစ်နေတဲ့အတွက်ကြောင့်မလို့ဘာပဲဖြစ်ဘသူပဲဖြစ်ပေါ့နော်မန်လေးမှာကြတော့မျိုးပေါ့နော်ခိုးဆိုးလူနိုင်လူရက်မှုလူတက်မှုအဲ့လိုမျိုးရမ်းများတယ်မျိုးကတက်မလားရိုးတန်းမလူကွာနော်ဟိုဓာတ်နဲ့တခါလေထိုးပြီးတက်သွားတယ်အဲ့လိုမျိုးတည်င်းတွေကအမြဲတမ်းကြားနေရတယ်အဲ့လိုမျိုးဖြစ်နေတဲ့အတွက်ကြောင့်မလို့ဘယ်လိုပဲဖြစ်ပေါ့နော်ဂယူးစိုက်စီခြင်းနဲ့ဒီလိုကောင်းနေဒီအဖွဲတွေနဲ့လှုပ်ရှားနေတဲ့အတွက်ကြောင့်မလို့ပေါ့ဥပဒေအရလဲအရေးယူထဲထဲဝင်ပေါ့နော်မျိုးအရေးယူစေချင်တယ်ပေါ့နော်ဟိုတခုဆိုရင်အချိန်အကြာကြီးမဆွဲပဲပေါ့နော်အချိန်အကြာကြီးမဆွဲပဲနဲ့အဲ့မျိုးလှုပ်တင်တဲ့အရာတစ်ခါလေလှုပ်လိုက်တာကောင်းတယ်ပေါ့နော်အချိန်ကြီးကြာတာအချိန်ကြီးဆွဲရများလို့ရှိရင်ဘယ်ရာမှမကောင်းဘူးเนาะမြင်မြတ်ဆန်ဆန်လှုပ်တဲ့ဟာဆိုမြင်မြတ်ဆန်ဆန်လှုပ်ရတယ်ပေါ့အမှန်ဆိုရင်ဒီအမှုဖြစ်စဉ်ကလေးကအဲ့နေ့ကလေးကဖမ်းနေဆိုရင်အကောင့်တွေတကယ်အဲ့နေ့ကလေးကပိုက်တိဆက်ပိုက်တိုက်စေဘယ်လိုပြောမှလဲစကားတော့မကုန်ဘူးပတ်စေးတိုက်အေးဟုတ်တယ်ပတ်စေးတိုက်မျိုးလိုက်ရှာရဲဆိုရင်တက်ကောင်မိတယ်အဲ့နေရတည်မလားကျွန်တော်ကရေးပေါ်ဖြစ်ညာလေအရေးပေါ်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ပြီးတော့သူကဒီတိုင်းပဲလာမေးတယ်အဲ့နေ့တရက်လာမေးတယ်နောက်ရက်ကျတော့သူကလာမမေးတော့ဘူးဒီဘာညာလဲအစာနာမရှိဘူးဒီနောက်ပိုင်းဒီပြီးခဲ့တဲ့ဟွာလောက်ပဲ9လပိုင်း10လပိုင်း9လပိုင်းလောက်မှကျွန်တော်အဲ့ဒီကောင်ရဲ့အကောင့်ပြန်တွေ့တယ်ဗောဟာဒီကောင်ပြန်သုံးနေရလားဆိုပြီးမှကျွန်တော်မှအဲ့ဒီကောင်နဲ့ပတ်သက်တဲ့ဟာတွေဗောနော်အဲ့ကျွန်တော်အကုန်လုံးလိုက်စုံစမ်းထားတယ်ဘလို့ပဲဖြစ်ဗောနော်ရေတကွန်တောင်ဖက်တီကိုရှောင်းပါရှောင်းစေချင်ပါတယ်35လမ်းဖိုးကြောင်ဖက်တယ်အမျိုးဖက်တီလဲရှောင်းပါအဲ့လိုကောင်ကြီးတည်မလားဟိုနေရာတိုင်းပတ်သွားနေရလေဘယ်လိုမျိုးလုပ်ရင်ရမလဲဗောအမျိုးချောင်းနေတဲ့လူတွေများတယ်ဘလို့ပဲဖြစ်မန်လိမန်နေရဆိုရင်တော့ view site စီချင်းနဲ့အခုအပေါ်ကပြထားတဲ့ပုံကကြတော့ရဲရင်ဖြူရဲ့ပုံပေါ့နော်ညီမကိုဓာတ်နဲ့ထိုးပြီးဖုန်းလူသွားရဲ့ကောင်ရဲ့ပုံမှာသူ့ရဲ့တငယ်ချင်းပုံကကြတော့ညီမစီမှာမရှိဘူးဒီကောင်ရဲ့ပုံမရှိတဲ့အတွက်ကြောင့်မလို့ဒီကောင်ပုံပဲတင်လိုက်တာပါချုပ်သူ့တငယ်ချင်းကြောင့်ညီမကိုချုပ်တဲ့ကောင်ပေါ့နော်ဒီကောင်ကလည်းညီမကိုဓာတ်နဲ့ထိုးတဲ့ကောင်မှာသူဒီရေတကွန်တောင်းကကန်လေတိကြောက်ဆိုင်နေရသူတို့အမျိုးတွေပဲဖြစ်တယ်ပေါ့နော်အခုညီမဟိုဘက်ဗီဒီယိုတင်ထားတဲ့ဟာကြောင့်အဲ့ဒီရဲ့ဗီဒီယိုမှာအဲ့ဒီကောင်နဲ့တွဲဆော့ထားတဲ့ဗီဒီယိုသူတို့ကဖျက်လိုက်ပြီပေါ့နော်ဒီရဲ့ဟာတွေလည်းဖျက်လိုက်ပြီပေါ့သူတို့ကအကုန်လုံးဖျောက်တာအဲ့ဒီကောင်ကလည်းဒီရဲ့အကောင့်တွေမသုံးတော့ဘူးအကုန်လုံးdeleteလုပ်လိုက်ပြီပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ဒီကောင်ကိုဖမ်းပေးကြပါပေါ့နော်ဖမ်းပေးကြပါတွေ့တဲ့နေရာမှာဖမ်းပေးကြပါအခုညီမတင်ထားတဲ့ဗီဒီယိုကကြတော့3လပိုင်း19ရက်နေ့ဖြစ်တာပေါ့နော်3လပိုင်း19ရက်နေ့မှာသူကအမျိုးဖုန်းအယောင်းဝယ်ကိစ္စပေါ့ညီမတို့ဖုန်းအယောင်းဝယ်လုပ်မယ်ဆိုရင်မှတွေ့ရချင်းမှသူကနေမှသူတို့ဒီ35လမ်းဆိုင်မဟုတ်ဘဲနဲ့ဒီရေတကွန်တောင်ဖက်လို့ပြောအောင်မထင်သူအဖက်ကနေပတ်သွားအိုးမနေ့ပိုင်းဖြစ်တာဆိုညီမလည်းလမ်းအဲ့လောက်မကျွမ်းတော့ညီမလိုက်သွားတယ်ပေါ့သူများကြီးပြောမယ်ဆိုရင်ကိုကအားတာပေါ့ကိုကလည်းခရီးထွက်မဲ့အချိန်ကိုကလည်းနောက်ခရီးထွက်မဲ့အချိန်ဖြစ်တာနဲ့အဲ့လိုမျိုးတိုက်ဆိုင်သွားနေဆိုတယ်မလားကိုကလည်းသူများပြောရင်လည်းပြောချင်းစားပေါ့နော်ကိုကလည်းဟိုအရန်လေတွေသူကတခါလေကြာရင်အားရတတ်တယ်ဆိုကျွန်တော်လိုလူမျိုးပြောပါပေါ့နော်တခါလေကြာရင်အလေလုံးပြီးအားရလည်းဖြစ်သွားတာပေါ့နော်ဒါပေမဲ့အဲ့ချိန်မှာကိုကတတိရှိလိုက်တဲ့မို့လို့ကိုကမတိသွားတာပေါ့နော်ဒဏ်ရာတော့များတယ်18ချက်အဲ့အောင်မှတော့အသေးပေါက်သွားတာနော်အသေးပေါက်သွားတာဒါပေမဲ့အဲ့ဒီကောင်ကြီးကလေအခုချိန်ထိအဲ့မှာရှိတယ်တိလားမန်လေးမှာရှိတယ်
သူကအဲ့မျိုးရေတကွန်တောင်ဖက်မှာရေတကွန်တောင်ဖက်မှာအမျိုးတို့ကဟိုလဲနေလားသူတို့အမျိုးကြီးလောက်တာကြီးလဲတင်ထားတယ်ပြီးလို့ရှိရင်သူတို့ကအဲ့ဒီဖက်မှာပဲနေတာသူတို့အဲ့ဒီဖက်မှာပဲနေတာဒါပေမဲ့ဟိုscreen shot တွေရှိတယ်ထပ်ပြီးတော့လဲတင်ပေးအောင်မယ်ဘာလို့လဲဆိုတော့ဟိုရှောင်ရအောင်လို့လीနော်ရှောင်ရအောင်လို့အခုကကြာဘယ်လိုမျိုးဖြစ်နေရလဲဆိုတော့နောက်နည်းနည်းဆိုရင်မှဓာတ်ထိုးဟာတနစ်ပြည့်အောင်မလीနော်အခုချိန်ကြီးမဖန်သေးဘူးเนาะဟိုအမှုလဲဖွင့်ထားတယ်ဟိုဖန်စီမလုပ်သေးဘူးအဲ့လိုမျိုးတစ်ခုလဲရှိတာပေါ့เนาะအဲ့အကြောင်းမို့ဟိုသူများတွေလဲရှောင်ရအောင်လို့ကျွန်တော်ကသူ့ရဲ့ဓာတ်ပုံမှာကျွန်တော်ထပ်တင်ပေးမယ်ပေါ့เนาะဟိုအဲ့လိုမျိုးပေါ့အဲ့ဒီရဲ့ကျွန်တော်ပြောတဲ့ကန်လေတက်ကြကြော်ဆိုင်ဆိုတာလေသူတို့နဲ့အမျိုးပါပဲအမျိုးမကင်းပါဘူးဒီလားအဲ့ကျွန်တော်ဗီဒီယိုတင်လိုက်တဲ့အချိန်မှာသူတို့တွေကသူတို့ရဲ့အခုညီမတင်ထားတဲ့ TikTok account သူတို့ရဲ့ TikTok account นี่အဲ့ဒီကန်လေတက်ကလည်းအဲ့ဒီကောင်ရဲ့ပုံဟာလေးဗီဒီယိုအဲ့ဒီကောင်နဲ့ဆော့ထားတဲ့ဗီဒီယိုတွေလည်းသူတို့ဖြတ်သွားရတယ်ပေါ့နော်ဒါပေမဲ့သူတို့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်က screen shot တွေရိုက်ထားတယ်အမျိုးအချက်လက်တွေလိုက်နေရပေါ့နော်အခုလည်းစုံစမ်းနေရလိုက်နေရပေါ့ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ဟိုသူတို့လည်းမကောင်းတာလုပ်တဲ့အတွက်သူတို့လည်းပြန်ခံစားတင်တယ်လို့ထင်လို့ဒီလိုမျိုးကောင်းနေရတည်ရမလားကျွန်တော်ကိုလောက်တော့ဆိုရင်လေဟိုတယောက်ကကျွန်တော်ကိုချုပ်ထားတာဗျာတိလားတယောက်ကချုပ်ထားတာအဲ့ကောင်ကဓာတ်နဲ့ထိုးတာတယောက်ကချုပ်ထားတယောက်ကထိုးတာမသိမချင်းထိုးတာလေဘင်းကိုထိုးတဲ့အချိန်မှာလက်နဲ့ကလိုက်တော့လက်ကလေဒီလိုထုတ်ချင်းပေါက်သွားတိလားဒီမှာလက်ကအမှအဲ့လိုမျိုးထုတ်ချင်းပေါက်ပြီးမှပါတဲ့ကိုဓာတ်ဝင်သွားတာလေဘင်းကိုထိုးတဲ့အချိန်မှာဒီအနောက်မှာဆိုဒီနားအနောက်မှာဆိုချုပ်ထားတာဒီနာလေးတွေပဲအရန်ကိုစိုးရကွာတိလားတော်တော်စိုးရအဲ့လိုကောင်မှအရေးမြူဘယ်လိုကောင်ရေးယူမှလဲမျိုးတစ်ခုပြော